ဆိုင်ငယ်နဲ့ရတယ်ပါသွားပတ်စံနေရောပါသွားတာ ဟုတ်လား ဟုတ်တယ် ရှိရပတ်စံနေအကုန်ယူသွား မှာပါ ဒါသူ့ယောက်ျားကလေနောက်မိန်းမယူသွားတာအဲ့ဒါမှလို့လည်းပြောမသွားဘူး အားလုံးပဲမင်္ဂလာပါ NZ Blog ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့် reaction video လေးကတော့အမျိုးသားဖြစ်သူကပြင်ဦးလွင်မှာအလုတ်သွားလုံးမယ်ဆိုပြီးတော့လိန်ကတခြားမိန်းကလေးနဲ့ခိုးပြေးသွားရမှာမယားကြီးကစုဆောင်ထားရမြပတ်စံတွေအကုန်ယူသွားပြီးဆက်သွယ်ပါဖြတ်ထားလို့ကြံခဲ့တဲ့မယားကြီးကရင်ဖွင့်ထားတဲ့ video file တွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ video လေးကိုအဆုံးထိ like ကြည့်ပေးကြပါအောင်ခင်ဗျာ ဆိုင်ငယ်နဲ့ရတယ်ပါသွားပတ်စံနေရောပါသွားတာ ဟုတ်လား ဟုတ်တယ် ရှိရပတ်စံနေအကုန်ယူသွား မှာပါ မဆိုင်ဝန်ထမ်းညီမလေးပါသူ့ယောက်ျားကလေနောက်မိန်းမယူသွားတာအဲ့ဒါမှလို့လည်းပြောမသွားဘူးသူ့ကိုလေဒီတိုင်းပဲပြစ်ထားခဲ့အခုရှာလို့လည်းမတွေ့ဘူးညီမလေးကဘာဖြစ်ရှင်တာကွဲချင်တာလား ဟုတ်ကွဲကြတာ အဲ့ဒါမှ तू ကမလာတာရှာလို့လည်းမရဖုန်းလည်းဆက်လို့မရ ဖုန်းလည်းဆက်လို့မရဖုန်းကစပိတ်ထားတာ ပြေဦးလည်းအလုံးလုံးမှဆိုပြီးထွက်သွားနော်အဲ့ဒါနောက်ကျ လိန်ပြောပြည်ဦးလေလုံသွားမှာတဲ့သူဆန်ကိုကြီးကိုပြောကြတော့ငါပေါ်တာဆွဲတယ်ပါသွားလို့ပါတလားလောက်ကြာမယ်လို့ပြောတာ အဲ့ရှောက်လိန်ပြောနေတာပေါ့ ဟုတ်တ အဲ့ ယ် လိန်ပြောပြီအခုကျတက်တော်ထဲမှာတွေ့ရနော်ကောင်းမလေးနဲ့ပုံနဲ့ သူ့ကောက်မှာတင်တာကျွန်တော်ကောက်ကိုဘရောပြီးတော့အဲ့ကောက်မှာပုံတင်တာ အေးအဲ့ရှိတယ်နော်ဗီဒီယိုလေး ဒီလိုတော့ရေးလိုက်တယ် အေးအဲ့ဗီဒီယိုလည်းရှိတယ်နော် ရှိရပြီရောလက်ရှိသူ့ကိုလာပြီးကွဲပေးပါလို့ပြော လာခွဲပြမလာရင်ပုံနေပြလိုက်လေနော် ပုံနေနဲ့တင် မလာလို့ရှိရင်နောက်ပြပုံနေနဲ့ပြမှာရှင်းမှဆိုလားရှင်းလဲတယ်ညီမလေးကဒီမှာငိုးနာလုံးလည်းမလုံးနိုင်ဘူး ဆိုင် နော် ငယ်နဲ့ရတယ်ပါသွားပတ်စံနေရောပါသွားတာ ဟုတ်လား ဟုတ်တယ် ရှိရပတ်စံနေအကုန်ယူသွား မှာပါ မှာတားလင်းနော်ဟုတ်တယ်တားလေးတယောက်လည်းရှိတားလေးတယောက်လည်းရှိတယ်ဒီမှာညီမလေးကိုနော် သူမလို့လုံးရတယ် အေးလေမားလို့ဆိုမကြိုက်ဘူးနော် ကျွန်တော်ကျန်တဲ့သူဆိုခံလာရည်တယ်ခုကကျွန်တော်မောမလုပ်တဲ့သူကယူသွားတာ သိရပေါ့အဲ့ညီမလေးကိုလည်း တီးရရင်တော့သူ့ရဲ့ရီးသားဟော ဟောပုံနေလည်းရှိရနော်အဲ့ဗီဒီယိုထဲမှာရှိရ ဖုန်းထဲမှာရှိရသူတို့ပြော ငူးနေတာနော်ဆိုင်ရကလေးတွေကဟုတ်တယ်လေကိုတငယ်ချင်းအဲ့လိုလုပ်ခင်ရတော့ကြဟုတ်မှာ ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ထိပါပဲခင်ဗျာအဆုံးထိ like ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ